မိတ်ဆွေကဘဝမှာအပြောင်းလဲတစ်ခုခုလုပ်ချင်တယ်ဒါပေမဲ့ဘေကစားလို့စားရမှန်းမသိဖြစ်နေပါသလားဒါမှမဟုတ်အစီအစဉ်အကြီးကြီးတွေဆွဲထားပေမဲ့တကယ်တမ်းလက်တွေ့မှာမလုပ်ဖြစ်ပဲလမ်းခုလက်မှာရက်နေတာမျိုးကြုံမှုပါသလားကျွန်တော်တို့အားလုံးဟာအောင်မြင်မှုလှေကားတစ်တွေအများကြီးကိုတခါတည်းခုန်တက်ချင်ကြတာတဘာဝပါပဲဒါပေမဲ့တကယ်ဘဝကိုပြောင်းလဲပေးတာကတင်းငယ်လုံးနဲ့အလေးအကျင့်လေးတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကဘာကျော်စာရေးဆရာကြီး James Clear ရဲ့ Atomic Habits စာအုပ်ထဲကအနှစ်ချုပ်နီလန်၃ခုကိုမျှဝေခြင်းပါတယ်ပထမတစ်ချက်ကတော့တိရာခိုင်နှုန်းနီးဥတွေပါကျွန်တော်တို့ဟာတရက်ထဲနဲ့ချွတ်ချွတ်သွားဖို့မလိုပါဘူးမနေ့ကထက်တိရာခိုင်နှုန်းပဲပိုကောင်းအောင်ကြိုးစားကြည့်ပါဥပမာစာအုပ်တော့လုံးပြအောင်ဖတ်ဖို့ထက်တနေ့ကိုတမျက်နှာပဲဖတ်ဖို့စတင်တာမျိုးပါဒီတိရာခိုင်နှုန်းလေးတွေပေါင်းစပ်လိုက်တဲ့အခါတနေ့ကြာမှသင်ဟာအခုထက်38ဆပိုတော်တဲ့သူဖြစ်လာပါလိမ့်မယ်ဒုတိယအချက်က habit stacking လို့ခေါ်တဲ့အလေးကျင့်စတင်ခြင်းပါအလေးကျင့်တစ်ခုစားဖို့ခက်နေရင်သင်ဟာအမြဲတမ်းလုပ်နေကြအလေးကျင့်တစ်ခုနဲ့ပဲတွဲပြီးစတင်လုပ်လိုက်ပါကော်ဖီတောင်းနေကြအကျင့်ဟောင်းတစ်ခုဖြစ်တဲ့အလုပ်ပြီးရင်ငါရဲ့အလုပ်စရင်းတွေကိုပါခြာရေးမယ်ဆိုတဲ့အကျင့်တစ်မျိုးပါထပ်ပေါင်းပေးလိုက်ပါအဟောင်းကအသစ်အတွက်လမ်းပြပေးတဲ့မီးရှုတစ်စောင်ဖြစ်သွားပါလိမ့်မယ်တတိယတစ်ချက်ကတော့ပတ်ဝန်းကျင်ကိုပုံဖော်ခြင်းပါစိတ်သက်ခိုင်မာမှုထက်ပတ်ဝန်းကျင်ကပိုအရေးကြီးပါတယ်ဖုံးသုံးတာလျှော့ခြင်းရင်ဖုံးကိုအခြားအခန်းမှာထားပါကျန်းမာရေးအတွက်ရေများများတောက်ခြင်းရင်ရေဘူးကိုမျက်စိရှိမှတင်အမြဲမြင်နေအောင်ထားပါကိုဖြစ်ခြင်းနဲ့အလေးချင်းကိုလွဲကူအောင်ပတ်ဝန်းကျင်ကိုဖန်တီးယူတာဟာအထီးရောက်ဆုံးပါပဲအနည်းချုပ်အနေနဲ့ကတော့အောင်မြင်မှုဆိုတာတခါတည်းလုပ်ယူလို့ရတဲ့အဖြစ်အပျက်မဟုတ်ဘဲနေ့စဉ်လှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်သာဖြစ်ပါတယ်အခုပဲကိုပြန်ပြီးမေးကြည့်ပါငါဘဝတိုးတက်ဖို့အတွက်ဒီနေ့လုံနိုင်ခဲ့တဲ့တိရာခိုင်နှုန်းသိငယ်တဲ့အပြောင်းလဲကဘာဖြစ်မလဲဒီလိုမျိုးပြန်လဲသုံးသက်ခြင်းဖြင့်မိမိကိုယ်ပြောင်းလဲလိုက်ပါအခုနားထောင်ပေးနေတဲ့သူတွေထဲမှာရောကိုစတင်ခြင်းနဲ့လေးကျင့်လေးရှိရင် comment မှာမျှဝေပေးခဲ့ပါဦး